không ý sư là dựng xe để xe không để hỏi em sợ là vào sâu để xe trong này được. sư phụ cho hỏi đây phải khu du lịch Thác Đa Hàn không? Đúng rồi. Dạ. giờ bây giờ để xe ở đâu ạ? Bây giờ mình mua vé đây chạy vào trong. Không, em trả ở sân xong em trả khách xong em về chứ. နိုင်ငံတောင်ပိုင်းမှာရှိတဲ့ဦးဇင်းတို့ဒါနရေတကုံကိုလာနေရပါတော့ဒါဒုံတိုင်းမြို့မှာရှိရတယ်ဒုံတိုင်း province ပေါ့နော်ဒုံတိုင်းခရိုင်ဒုံတိုင်းမြို့မှာရှိတဲ့ဒါနရေတကုံပါရေတကုံကိုလာပါဆိုမှမိုးอ่ะရွာကြတဲ့မဲရေတကုံကတော့တောင်ပေါ်ကနေပြီးတော့မြေပြန့်ကနေပြီးတော့စီးဆင်းတာပေါ့ဦးဇင်းတို့ရွာပြီးကဟိုနဲ့တောင်ကြီးဘက်ကရေတကုံတစ်ခုရှိရပါရေတကုံလဲအဲ့ရေတကုံလည်းဒီဇိုင်းတူတယ်ပေါ့နော်ဒါဦးဇင်းတို့ဒါအခုရေတကုံနဲ့ဦးဇင်းတို့ရတာတူပဲဟိုနဲ့ပြန့်အေးမိုးကရွာတယ်တော်တော်ဆိုးတယ်မိုးကရွာတယ်တော့ရေတကုံလာပါတယ်ဆိုမှဒါကသူဆက်တော့တွေ့တယ်ဟိုမှာရေတကုံတစ်ခုတွေ့တယ်ဟောရေတကုံတစ်ခုကဲဒါနာရေတကုံဒါဦးဇင်းတို့အဖွဲ့ပါဦးဇင်းတို့ခုရိတ်တာနေလာတော့ဒါနာရေတကုံတဲ့ရေတကုံကအရမ်းလှတယ်ဗျာညာပြဘာရေတကုံလဲတော့မသိဘူးမိတွေပဲရေပြီးတော့ဟိုမှာလေအဲ့လေရတော့ကြောက်လေနောက်ကြောက်လေကြီးပေါ်မှာတော့နေပြီးတော့အပင်တွေပါရိုက်စိုက်ထားကြောက်တုံးတွေရောရမ်းမိုက်တယ်ကို့မှာဆိုလို့ရှိရင်တော့ရေကျတယ်ကြောက်ကြီးရဲ့ကိုရေတွေပြန်ကျတယ်ရမ်းလှတယ်ပါဒါကဆက်တော့တွဲတယ်ဟဲ့ဘုဘတ်တီရောဗျာဝီးတော့လို့မရသေးဘူးဘုတ်တရတော့ဆောင်းကြည့်လိုက်ဒါကဒီမှာဆရာလေးတွေဗျာじゃあビアナイがウィンドウドワイダワイダナโอเคဒါတော့ဦးဇင်းတို့အခုရောက်နေရတော့ဒုံတိုင်းမြို့ပေါ့နော်ဒါဟန် ဒါဟန် good ဒါဟန်ရေတကုံပါဗျာရမ်းလာတယ်ဗျာဟိုးမှလည်းမရေတာကာကြီးဒီဘက်လေးလည်းဦးဇင်းတို့ရမ်းမိုက်တယ်ဟာရတယ်ဟိုးမှာzoom ဒီပါဆိုတော့ဦးဇင်းတို့နွားပြည်တော့မှလိုင်ကော်မှာရှိတဲ့ဒီလိုင်ကော်ဘာရေတကုံလည်းမသိဘူးမိတွေပါအဲ့နာမည်တွေကတော့အဲ့နာရေတကုံနေတဲ့ဒါတူပဲဒီဇိုင်းတွေကဟာလေဒီမှာဆိုလို့ရှိရင်ဦးဇင်းတို့မိုးရွာနေရောနဲ့အခက်အခဲဖြစ်တယ်ဒီလိုဆိုရှင်တိုက်ရိုက်လို့ရဒါတော့ဒီမှာခင်ဗျာ enjoy view enjoy view oh very nice ဒါရေတကုံတဲ့ဘီယန်နိုင်ငံတောင်ဝိုင်းမှာရှိပါတယ်ဗျာဦးဇင်းတို့တကမာပေါင်းသူတော်ကောင်းနေနော်ဟိုမှာဆိုတော့ရမ်းလာတယ်ဟိုမှာဆိုတော့ဆွေးနွေးဘူးရေကူးကန်ရှိတယ်ဟိုမှာလည်းဦးဇင်းတို့စိုက်ပျိုးတယ်မှာဟိုနေခြံနေဒီနေခြံရှိတယ်ဆရာတော့take care take care ဒီပါဟောရမ်းမိုက်ရယ်ဒါရေတကုံပါအိုးဟိုကတင်မောမှာတစ်ပင်စိုက်ထားတာဒါရေတကုံနဲ့တဘာဝလာတယ်ပဲကဲဦးဇင်းတို့ဒါဒီဘက်ကိုဆက်သွားမယ်ခင်ဗျာဒီဘက်ကျတော့သူကခဏဖြစ်ဘူးပေါ့လို့လဲဆိုတော့စိုက်ပျိုးရည်နဲ့ဒီမှာအဲ့ရရေကျတဲ့ရေတွေကနေပြီးတော့ချောင်းပြုတ်ပြီးတော့ချောင်းတွေကိုထက်ထက်ကာထားတဲ့အချိန်ကမှသူကနေရောရမ်းလာတဲ့ဒါဒီလိုစတိုင်မျိုးလေးဦးသူတွေ့ရတာပေါ့နော်ဟိုးမှာရော okay ကဲဒီမှာကျတော့ရေတလဲကြီးဗျာရေတလဲကြီးရမ်းမိုက်တယ်
very good ငါးများနေလူတွေရောဒီမှာရှောက်လန်းလေးဒီမှာလည်းရှောက်လန်းလေးလုပ်ပေးထားတာဗျာရမ်းလာတယ်ဟိုးထိတ်တွေပေါ့နော်ကြဒီမှာဘဲတွေနဲ့ငါးများတဲ့လူတွေနဲ့ရမ်းပျော်ကောင်းတယ်ဗျာ Last year ago, I am a designer and artist. Oh, this area last year for preparing decoration. Oh, okay. Okay. ရန်လာနေရာထပ်ပြအောင်ဗျာဒါရေတကုံရဲ့တစ်ပတ်လေပေါ့နော် Go. Okay go there အလှတွေကဒီမှာရှိတာပါတက်လို့ရအောင်ဒါဒီကကြောက်ကြီးကြီးပဲကျွန်တော်ဒါဟိုလှေပေါ်ကိုသွားအောင်ပေါ့နော်ဒီကောင်ကြောက်ဆရာကြီးရန်လာဒီဘက်တွေရောဒီပါဒါရေတကွန်လေရနေရောဒီလိုအားလေးရိုက်နေရပါဒီပါကဲတိုးတော့ဘာမှသွားပြီဒါဗီယက်နမ်တိုးတော်လေးပါဘောကောင်းရှာတယ်တိုက်ပို့တယ်ဒီပါကျွန်တော်ဟိုဘက်တွေပြိုင်ပေးပါဦးမယ်ဒီမှာကြည့်ရမ်းလာတယ်ဗျဘလို့ပဲကြည့်ဟိုရေတကွန်ကျွန်တော်ဒါโอเคဆမ်ဖို့ရိုက်နေရပါကြောက်ဆရာကြီးဒီမှာကြောက်အောင်ကြောက်ဆရာကြီးဦးဇင်းတို့ဒါကတော့မျိုးလေးပြန်ရိုက်နေတာပေါ့နော်ကြောက်ဆရာကြီးပါခင်ဗျာကြောက်ဆရာကြီးပါဟုတ်ကဲ့နောက်ကြောက်ဆရာကြီးပြားပါကြောက်ပါအောင်လိုက်ချက်ဟိုကငါးများလူတွေရောနောက်ပြဦးဇင်းတို့အောက်ကိုဆင်းပါမယ်ကဲဦးဇင်းတို့အောက်ကိုဆင်းတော့မယ်ဓာတ်ဝင်ရများနေပြီအောက်ကိုပဲထည့်ရအောင်မယ်အောက်ကိုသွားမယ်နော်ဒီကဆင်းရအောင်ကိုအော်ဒီကပြန်လိုက်တာဖြစ်ပါတယ်Okay. ကဲရေတဦးဇင်းတို့ဒီရိုက်သွားအောင်မယ်အဲ့မှာတရားလေးကဲဒီရိုက်သွားမယ်ကဲဒီမှာဒါဟန်နဲ့ဒါဟန်ရေတကုံမှာတွေ့လားဒါဟန်ဟောရေတကုံကြီးဒါဟန်ဒါဦးဇင်းတို့အောက်ပိုင်းကတရားနဲ့ပြန်ရိုက်နေတာပါဒါကတော့အောက်ဖက်မှာဒါဟန်ရှိပါတယ်ဒါတော့ဦးဇင်းတို့ဒီမှာရေတကုံတရားနေလာတာပေါ့နော်အဲတရားနေပြီးတော့ဒါဦးဇင်းတို့ဒါပြန်ရိုက်နေတာရမ်းလာတယ်ဒါဟိုးမှာရောကျမ်းပါရမ်းလာတယ်ဟိုစီစဉ်အလှဆုံးနေရာကိုလည်းပြန်ရပြန်လှဆုံးနေရာတွေကများတယ်နော်ဒီနိုင်ငံတောင်ပိုင်းဒါရေတကုံပါဗျာဒုံနိုင်မှုများရှိပါတယ်ဗျာကဲဒီမှာပိတ်သက်တွေများတယ်โอเคဒုံနိုင်ဒါရေတကုံပေါ့ဗျာဒါဒုံနိုင်မြို့မှာရှိတဲ့ဒုံတိုင်းမြို့မှာရှိတဲ့ဒါရေတကုံပေါ့ဗျာရေနံနိုင်ငံတောင်ပိုင်းမှာရှိပါတယ်ဒါရေတကုံလည်းပဲဦးဇင်းတို့လာရောက်ဖို့ဒါဦးဇင်းတို့ဖိတ်ခေါ်ပါတယ်ကဲအားလုံးပဲပျော်ရွှင်ကြပါစေကိုစိတ်နဲ့ဗျာကျမ်းမှာချမ်းသာကြပါစေလူရဲ့စန္ဒပြီးအောင်ကြပါစေများပြီးလည်းအများဆုံးအေဂျင့်တာဖွင့်တိုးတက်ပြီးတော့ခင်းဖို့တိုးတက်နိုင်ငံတော်တစ်ခုတို့လက်တွဲကြီးကြတိဆောက်နိုင်ပါစေလို့ဆုတောင်းပါတယ်ခင်ဗျာ